ကဲဒါကဘာလဲဆိုတာကျွန်တော်မိတ်ဆွေတို့သိလားဒါလေးတစ်ခုစီးတာနဲ့ကျွန်တော်မိတ်ဆွေတို့ရဲ့အလုပ်တွေမှာပို့ပြီးတော့အမြန်ဆန်သွားမယ်ဆိုတာမိတ်ဆွေတို့သိယုံကြည်လိုက်ပါဒါကြောင့်ဒါမျိုးလေးတစ်ခုလောက်ရတယ်လွယ်ပါတယ်လိုက်ပြီးတော့လောက်ထားတင်ပါတယ်နော်ကျွန်တော်ပုံမှန်ကြတော့ဒီမှာကြည့်ကျွန်တော်နေတို့လိုပဲ spot တွေတယ် spot တွေကြတော့နည်းနည်းခက်တယ်ကွာကျွန်တော်ဘောက်ခွေတဲ့ခါမှာပေါ့ဘောက်ခွေတစ်ဖက်ကနေနာရတာနဲ့ဗာနဲ့နည်းနည်းအလုပ်ဆုပ်တယ်လိုက်ချိန်နေရတယ်ပေါ့နော်ဒါကြတော့အဲ့ဒီကောင်ဒီအခုလိုမျိုးတစ်ခုတော့လောက်ထားတာရင်နော်တော့မိုက်ပါပြီဒါမျိုးတစ်ခုတော့လောက်တာပြီးပြီဆိုရင်ဒီတိုင်းပဲအပ်ထည့်လိုက်ရပါပဲအပ်ထည့်ပြီးတော့ကျွန်တော်တွေတို့တက်ထည့်ပေါ့နော်တို့တက်ထည့်ပြီးတော့လိုမျိုးဆိုကျွန်တော်ဆွဲညှိလို့ရပါတယ်နော်ဆွဲညှိ spot တွေလိုက်ရပါပဲဒါကတော့တယောက်တည်းတမန်တော့ပိုပြီးအဆင်ပြေပါတယ်တချို့လူတွေဆိုပေါ့နော်ကျွန်တော်အလောက်စားတော့လူဆိုရင်ကျွန်တော်ဘောက်ခွေတဲ့ခါမှာနည်းနည်းခက်ခဲတယ်နေနာရတာနဲ့ဗာနဲ့နည်းနည်းအလုပ်ဆုံးမှာပေါ့အခုလိုမျိုးကြတော့လွယ်လွယ်ကူကူလေးအဆင်ပြေသွားပြီတခါတည်းနဲ့တယောက်တည်းနဲ့လည်းလူချိန်ပြီးတော့လောက်သွားပြီရတယ်နော်အကြောင်းမိုက်တော့ကျွန်တော်မိတ်ဆွေတို့တွေလောက်တာတင်ပါတယ်တခုတော့